လိုသုံးမဖြစ်အောင်ကြိုးစားရအောင်မယ်တခါတလေလည်းမအားဘူးဆိုတဲ့လူတွေကတခြားလူတွေနဲ့အားနေတာမြင်ရတော့သူတို့အတွက်အမြဲတမ်းအားခဲ့မိတဲ့ကိုပြန်ရှက်မိတရက်တွေ့အောင်မယ်ဆိုတဲ့စကားဟာဖုံးချခံပြီးဝိကြည်တန်းကြည်ပြောတဲ့စကားတစ်ခွန်းဖြစ်မှန်းဘယ်တော့မှမတွေ့ပြကြတော့တဲ့အခါမှပဲနားလည်လာတယ်ကိုကအားပါတယ်ဆိုတဲ့စကားဟာတိတ်အရေးမကြီးတဲ့အချိန်လေးတွေကိုရွှေ့လိုက်ပြီးတော့သူတို့အတွက်အချိန်ပေးလိုက်တာဖြစ်ပေမဲ့သူတို့အားပါတယ်ဆိုတဲ့စကားဟာကိုစီကတခုခုအကူအညီယူခြင်းလို့ဆိုတာကိုသိလာတယ်အပေါ်ရန်သက်လာပေါင်းတဲ့လူတွေအတွက်လည်းကိုကအုံနောက်ထဲထည့်ထားပေမဲ့သူတို့စိတ်ကူးတဲ့ဟာ VIP တွေကိုမပါဘူးဆိုတာကိုသိလိုက်တဲ့အချိန်မှာတကယ်ကိုပဲကြည်ကျင်နဲ့ပြုံးမိလူတွေအကြောင်းကိုလူတွေကပဲတင်ပေးတယ်လူမလာခောက်တဲ့လက်တွေကိုတော့တကားကစိတ်နာသွားခဲ့ပြီဗျ